ပထမတော့သွား၍ရသေးသည်ရနိုင်သလောက်အထိတော့တိုး၍ကြည့်သည်ဂုံသွားရသည့်အခါသွားရသည်လေးဘက်သွား၍သွားရသည့်အခါလည်းရှိသည်တို့ရာတွင်ဒီနေရာရောက်တော့ရှေ့ကိုဆက်တိုး၍မရတော့တော့တပြေးပြေးအောက်ခြေရှုပ်လာသည်ချိန်စူးပင်တွေအလိုလေးစူးပင်တွေကိုတိုး၍မပေါက်ချိန်စူးများအလိုလေးစူးများစူးကြီးတွေစူးလိုက်လျင်အလိုလေးသားတစ်ဖြင့်တန်ချောင်းကအလိုလေးစူးဟုအမည်ပေးထားခြင်းဖြစ်သည်သူတို့၏ဗလာကြောပြင်ကိုလာချစ်ကြသည်ကြောမှာစူးချစ်ရာတွေအပြည့်သွေးတွေအလိမ့်လိမ့်ဖြစ်နေသည်ဒီသောမျိုးကိုတိုးလျင်ဓားကောင်းကောင်းပါမှရမည်ပါလာသည့်ဒုတ်ဖြင့်တိုး၍မနိုင်တရှိကောင်းကောင်းနှင့်တိုးမှတိုး၍ပေါမည်သောဖြစ်သည်ဓားကောင်းကောင်းတလက်ပါလျင်စိန်ဘဲကိုရာတန်ချောင်းကရှေ့ရတော်တိုးရင်တက်တစ်ချက်ခေါက်၍ညီးသည်တန်ချောင်းသည်ဓားကိုအလွန်တောင်းတောင်းတတရှိတတ်သည်ဒီကျွန်းပေါ်တွင်ဓားတက်လက်ရယုံများဖြင့်ပါလို့၍ရမည်အလွန်ဆုံးအုံသီးခွဲဖို့ထက်ဘားများအသုံးကြမည်မဟုတ်တို့တိုင်အောင်တန်ချောင်းဟာမူဓားတက်လက်ရလျင်စိတ်ရှိသလောက်ခီးရောက်သည့်တိတ်ထိမြောက်လက်နက်တစ်ပါးတစ်ဖွဲဓားကိုတောင်းတတတ်သည်ဓားတက်လက်လိုချင်လှသည်ဟုညီးတတ်သည်ယခုလဲတန်ချောင်းညီးပြန်ပြီဒီတချီတော့ဓားတက်လက်၏တန်ဖိုးကိုကိုနန္ဒာနားလေသဘောပေါက်တယ်လို့ရှိသည်ရှေ့တွင်ချိန်စူးတွေအလိုလေးစူးတွေပိတ်နေသည်သူတို့ကြောပြင်မှာစူးချစ်ရာတွေပြည့်နေသည်ခတ်တီကဒီစူးပင်တွေကိုဒုတ်ဖြင့်လဲရမ်း၍မရလက်ဖြင့်ကင်ဖို့ဆိုသည်မှာစိတ်ကူးပင်ထဲ၍မရဒီတော့စူးပင်တွေကိုကွင်းရသည်ခရီးကဖင့်သည်ကွင်းသည်ဆိုသည်မှာလဲဒီနေရာအတွက်သာဖြစ်နိုင်သည့်ကိစ္စဖြစ်သည်ရှေ့တနေရာကြတော့ဒီလိုစူးပင်တွေပိတ်နေပြန်သည်ထို့ကြောင့်နောက်ပြန်ဆုပ်ရပြန်သည်သူတို့နှစ်ဦးတွင်တန်ချောင်းကအထီးရှာပိုများသည်မများပဲရှိပါမည်လောသူတို့နှစ်ယောက်တွင်အကျန်းခံနိုင်သူကျွမ်းကျင်သူလင်မြန်ဖြက်လက်သူကတန်ချောင်းသာဖြစ်သည်ဒီတော့တန်ချောင်းကရှေ့ရတက်ရသည်ထို့ကြောင့်သူ့မှာအရှာအနာများရသည်တမနှလုံးတောတိုးတော်လဲခရီးမပေါက်သည်တောင်ဆက်ကပလင်းနှလုံးတွင်ရေထဲ့ကတယောက်သလုံးလွယ်ခဲ့ကြသည်ယခုပါသည့်ရေနှစ်ပလင်းနဲ့ကုန်ပြီးမြင်းဆိုင်ကနန်း10ကောင်စီလဲကုန်ပြီးလိပ်ဥအလုံး20စီထက်လာခဲ့သည်ကလည်းကုန်ပြီထို့ကြောင့်စမ်းပေါက်ကိုရှာရသည်စမ်းပေါက်ရောက်လျင်ရေလဲတွေ့ပြီစမ်းပေါက်အတိုင်းတက်သွားလျင်သူတို့လိုရာခရီးလဲရောက်ပြီမနေ့ညနေကတောင်ဆက်တွင်မြင်းဆိုင်ကနန်းဖမ်းရင်ခယူးကောက်ရင်တောင်ထိပ်တစ်ခုကိုမြင်ရသည်စင်စစ်ဒီတောင်ထိပ်ဒီအစမ်းမဟုတ်သူတို့တွေ့မြင်နေကြဖြစ်သည်တို့ရာတွင်တောင်ထိပ်ကိုတက်ရန်တခါမှစိတ်ကူးမရခဲ့ကြမနေ့ညနေကတော့ဒီတောင်ထိပ်ကိုတက်ရန်စိတ်ကူးရကြသည်စိတ်ကူးစိတ်တန်ရသူကတန်ချောင်းဖြစ်သည်သူတို့ဒီကျွန်းပေါ်ရောက်သည်မှာရပ်ပေါင်း150ခန်းရှိပြီနောင်ဒီကျွန်းတွင်မြည်မြကြကြနေရအောင်မည်မသိသူတို့ဒီကျွန်းကလွတ်မြောက်ရေးလမ်းမှာ2လမ်းသာရှိသည်တလမ်းကလေငယ်ဖောင်ငယ်ဖွဲ့ကပင်လယ်ကိုဖြတ်ကူးသည့်နီးလမ်းဖြစ်သည်ယခုအချိန်ထိမူဒီလမ်းကဖြစ်နိုင်ွယ်မရှိကျွန်းပေါ်တွင်တစ်ဝါမရှိမဟုတ်အထိုက်လျောက်ရှိသည်လေထွင်း၍ကောင်းသောတက်ကြီးပင်ကိုများစွာရှိသည်ဒါဝါတော်များလည်းရှိသည်တို့ရာတွင်တစ်ပင်ကိုလှဲဖို့ခုတ်ဖြတ်ဖို့ထွင်းဖို့မြည်သည့်လက်နက်ကရိယာများသူတို့တွင်မရှိထို့ကြောင့်ပထမနီးလန်းသည်လက်တွေ့မဖြစ်နိုင်နောက်နီးလန်းတစ်ခုမှာကယ်ဆယ်ရေးသမောတည်င်းသို့မဟုတ်ခရီးကြုံဆက်လေတည်င်းစိုက်လာမှဖြစ်နေတို့ရာတွင်ကယ်ဆယ်ရေးသမောကိုမျှော်နေ၍ကိစ္စမပြီးသူတို့ဒီကျွန်းပေါ်ရောက်နေသည်ကိုမြည်သူမှသိနိုင်မည်နီသမောကြောင့်ဆိုဒီဟာလဲလူသူမရှိသည့်ကျွန်းရိုင်းပေါ်သို့ကြုံနိုင်ဝယ်အကြောင်းမရှိတို့ရာတွင်ဖြစ်နိုင်စရာအကြောင်းတစ်ချက်ရှိသည်ကျွန်းပေါ်မှနေ၍မီးဖိုပြကအချက်ပေးနိုင်လျင်ပင်လယ်ပြင်ကဖြတ်သွားသောသင်္ဘောတို့လှမ်းမြင်ကကန်းကပ်လာနိုင်သည်တို့တိုင်အောင်သူတို့မှမီးမရှိဒီတွင်အခက်ကြုံရပြန်သည်နောက်ဆုံးတန်ချောင်းကစိတ်ကူးတစ်ခုရသည်ကိုနန္ဒာတွင်ရှက်အင်းကြီးရှိသည်ရှက်အင်းကြီးဟာအနီအောင်စုပ်ပြဲနေသည်ဒီအင်းကြီးကိုဝါလုံးတွင်ချီ၍လွှင့်ထားရလျင်အဝေးကမြင်နိုင်သည်ကျွန်းတွင်ရှိသည့်အမြင့်ဆုံးတောင်ထိပ်မှအမြင့်ဆုံးတစ်ပင်တွင်လွှင့်ကြည့်မည်ကံကောင်းလျင်လည်းသူတို့ကိုကယ်မိသူပေါ်နိုင်သည်ကံမကောင်းလျင်လည်းအလွန်ဆုံးမိုးတန်လေတန်နေတန်ကြောင့်ရှက်အင်းကြီးတစ်ထဲဆုံးရှုံးယုံများတာရှိသည်ဆန်းတော့ကြည့်ကြသည်တန်ချောင်းကဒီစိတ်ကူးကိုကိုနန္ဒာကပြောပြသည်ကိုနန္ဒာကလည်းသဘောတူသည်ထို့ကြောင့်သူတို့နှစ်ယောက်ဒီတောင်ထိပ်ပေါ်ကိုတက်ရခြင်းဖြစ်သည်ချိန်စူးအလိုလေးစူးများဖြင့်အောက်ခြေရှုပ်လွန်းသည့်အတွက်စမ်းပေါက်ကိုရှာရသည်စမ်းပေါက်ကိုကြာကြာမရှာရဒီကျွန်းပေါ်တွင်စမ်းပေါက်တွေအများကြီးရှိသည်
စမ်းပေါများသည်အတွင်းကုန်းမြင့်ပိုင်းတွင်အဖျားခံ၍ပင်လယ်ထဲသို့စီးဝင်ကြသည်တချို့စမ်းပေါကအရှေ့ဘက်ပင်လယ်သို့စီးဝင်၍တချို့စမ်းပေါကအနောက်ဘက်ပင်လယ်သို့စီးဝင်သည်စမ်းပေါအတိုင်းအတွင်းပိုင်းသို့လိုက်သွားလျင်အတွင်းပိုင်းအမြင့်ဆုံးတနေရာကိုတော့ရောက်ရမည်ဒီအတွက်ကိန်းဖြင့်သူတို့နှစ်ယောက်တောင်ထိပ်နှင့်အနီးဆုံးစမ်းပေါအတိုင်းအတွင်းသို့ဝင်လိုက်လာခဲ့ကြသည်စမ်းပေါတစ်လျှောက်တွင်စမ်းရည်ကကြည်လင်သည်သူတို့ကထင်သည့်အတိုင်းကျိန်စူးပင်တွေအလိုလေးစူးပင်တွေကိုမတိုးရစမ်းကြောင်းအတိုင်းလိုက်သွားရုံသာရှိသည်ဘေးတွင်စူးပင်တွေရှိသည့်တိုင်လမ်းသွား၍ရသည်စူးပင်တွေအုပ်နေသည့်အခါမျိုး၌စမ်းကြောင်းတစ်လျှောက်တွင်လေးဘက်ထောင်ငုံ၍သွားနိုင်သည်ကြောက်သုံးများပေါ်တွင်ကြော်သွားရသည့်အခါလည်းရှိသည်တခါတည်းကနန်းတွင်ကြီးများတဲ့သို့ခြေကျော်ကျတတ်သည်တခါတည်းတွင်စမ်းကြောင်းကိုကန့်လန့်ပိတ်၍တစ်ပင်ကြီးများဖြတ်လဲကြလျက်ရှိသဖြင့်ကြော်၍သွားရသည်တို့ရာတွင်ဒီခက်ခဲလောက်ကိုသူတို့မမှုရေလုံလုံလောက်ရ၍အောက်ခြေရှင်းနေသည့်ဆိုလျင်ပင်ခရီးတော်တွင်သွားသည်အတွင်းမှရောက်တော့ပင်လယ်လှိုင်းတံများကိုမကြားရတော့ပင်လယ်လှိုင်းတံများသည်တဖြည်းဖြည်းဝေး၍ကြံရစ်ခဲ့သည်တစ်ပင်ကြီး၍ထူထပ်သဖြင့်တောအားမှောင်၍လာသည်ပင်လယ်ကမ်းစပ်တွင်လေတိုက်သက်လောက်အတွင်း၌လေငိမ်သည်လမ်းလျှောက်ရသဖြင့်လေငိမ်သည့်အတွက်လေအိုက်ဆက်လျက်ရှိတော်လေခိတ္တနာ၍ချွေးသိပ်သွားလျင်အေးလာသည်အောက်ကစိတ်မြေကြောင့်ဖြစ်မိထင်းသည်တောင်ထိပ်ကိုအနီးကလေးထင်ရတော့လေကိုယ်ကောက်သည့်စံယိုအတိုင်းလိုက်ရသဖြင့်တော်နှင့်မရောက်အထက်ရောက်တော့တောင်ထိပ်ကလည်းပျောက်သွားသည်တောင်ထိပ်ကိုတက်နေရပြီဟုသူတို့သိလိုက်ကြသည်တောင်ခုလက်လောက်ရောက်သည့်အခါတွင်စမ်းပေါက်ဆုံးသွားသည်ဒီစမ်းပေါက်မှာကြောက်ကမ်းမကြီးတဲကစိမ့်ထွက်နေခြင်းဖြစ်သည်ကြောက်ကမ်းမအလယ်တွင်အိုင်ကြီးထွန်းနေသည်ရေတောက်နေသောဖွတ်ကြီးတစ်ကောင်လန့်၍ခြုံထဲသို့တိုးဝင်ပျောက်ကွယ်သွားသည်ကြောက်ကမ်းမကိုကွေ့ပက်၍တက်ခဲ့ကြသည်ကမ်းမထိပ်ရောက်တော့အရှိဘက်ပင်လယ်ကိုမြင်ရပြီအနောက်ဘက်ပင်လယ်ကိုမမြင်ရသေးအရှိဘက်ပင်လယ်ရောအနောက်ဘက်ပင်လယ်ပါနှစ်ဖက်စလုံးမြင်ရသည့်နေရာသို့တက်ရသည်သူ့မှာသာသူတို့လွှင့်ထားသောအလံကိုနှစ်ဖက်စလုံးမှမြင်နိုင်ပြီတနားရီလောက်တက်တော့တောင်ထိပ်ကိုရောက်ကြသည်တောင်ထိပ်မှလှမ်းကြည့်လျင်ဘေးဘက်ဝန်းကျင်ကိုလှမ်းမြင်ရသည်အရှိဘက်ပင်လယ်အနောက်ဘက်ပင်လယ်နှင့်တကွပင်လယ်ကြီးကိုစီး၍မြင်ရသည်သူတို့နှစ်ယောက်သည်ရေတောက်၍ခိတ္တအပန်းဖြေကြသည်ထို့နောက်အမြင့်ဆုံးတစ်ပင်ကြီးတစ်ပင်ကိုရွေးကြသည်အိုလာပြီးဖြစ်သောတစ်နီပင်ကြီးတစ်ပင်သည်ထိုးထွက်နေသည်တန်ချောင်းကပါလာသည့်ဝလုံးနှင့်ကိုနနာ၏အင်ကြီးနီနီကိုအုံးဆန်ကျိုးဖြင့်တုတ်ခါတစ်ပင်ထပ်သို့တက်သွားသည်ဝလုံးကိုထောင်ထားပြီးအပေါ်မှဆွဲယူသည်တန်ချောင်းသည်ညောက်ကလေးတစ်ကောင်လိုပေါ်ပါစွာတက်သွားသည်ဟေ့တန်ချောင်းတတိထားတော့ဂိုင်းကျိုးကြဂိုင်းများတို့ရောက်အောင်တက်နေသောတန်ချောင်းကိုအောက်ကကိုနနာကလှမ်းတတိပေသည်တန်ချောင်းသည်တစ်ပင်ပေါ်တွင်နာယီဝက်ခန့်ကိစ္စပြီးအောင်လုပ်ပြီးမှအောက်သို့ဆင်းလာသည်သူတို့၏အလံကိုအောင်မြင်စွာလွှင့်ထူခဲ့ကြသည်ထိုအလံကိုတင်းမောများကမြင်မမြင်ဆိုသည့်ကိစ္စကိုမူကန်တရားလက်ဝကတ်အပ်ရန်ရှိသည်တောင်ထိပ်တွင်ခိတ္တနာပြီးကမ်းဆက်တို့ပြန်ဆင်းခဲ့ကြသည်အလာလန်းတိုင်းမဟုတ်အနောက်ဘက်ပင်လယ်လိတ်တောင်ဘက်သို့ဆင်းသည်လိတ်တောင်တွင်လိတ်ဟုဒူးပြီးမှသူတို့ရိပ်မြုံတို့ပြန်ရန်ဖြစ်သည်ရေတောက်လိုက်နားလိုက်ဖြင့်ကမ်းမပြင်ကိုကွေ့၍ဆင်းလာခဲ့ကြသည်ဝိတကွေအရောက်တွင်ရှေ့ရသွားနေသောတန်ချောင်းကရက်၍လက်ကပြတ်ပါဇက်ကလည်းတိတ်တိတ်နေရန်ချက်ပေးသည်ကိုနန္ဒာထိတ်ခနဲဖြစ်သွားသည်တန်ချောင်းအနီးသို့မရဲတရက်ကပ်လာသည်တန်ချောင်းသည်ကမ်းမဘေးတွင်ကပ်ပေါက်နေသောတစ်နီပင်ကြီးတစ်ပင်ကိုလှမ်းကြည့်သည်ကိုနန္ဒာဘာမှနားမလဲဟိုမှမြင်ရလားတန်ချောင်းကလေတံဖြင့်ပြောသည်ကိုနန္ဒာတန်ချောင်းပြရာသို့ကြည့်လိုက်သည်ထူးထူးခြားခြားဘာကိုမျှမတွေ့တစ်ပင်ကအခောက်ကိုဓာတ်နဲ့ထစ်ထားတွေ့လားဒီရောမှကိုနန္ဒာကြည့်မိသည်တစ်ပင်အခောက်ကိုဓာတ်ဖြင့်ထစ်ရာနှစ်ချက်တွေ့ရသည်တစ်နီကောက်သည်ကွာကြကညီရဲနေသောပင်စီအထင်းသားပေါ်နေသည်တန်ချောင်းကတစ်ပင်နီးသို့ကပ်သွားပြီးအခောက်ကိုကြည့်သည်ပင်စီကိုကန်ကြည့်သည်ဖြူဖြူအသေးတွေတူးလက်တွင်ပါလာသည်ဓာတ်နဲ့ထစ်သွားလက်ဆက်ကြီးရှိသေးတယ်အောက်နားမှာလည်းဓာတ်ဆိုင်ရာတွေတွေ့တယ်သူတို့နှစ်ယောက်တစ်ပင်ကိုမော့ကြည့်ကြသည်ဘာမှမတွေ့ဟောဟိုမှာတကိုင်းခုတ်ပြီးချထားတယ်ရှေ့ဝါးတရိုက်မရှိသရှိတွင်တကိုင်းခုတ်ချထားသည်ရှေ့နားတွင်တကိုင်းထပ်တွေ့ရပြန်တောထဲမှာလမ်းမမိအောင်ခုတ်ချဖြစ်ခဲ့ထင်တယ်ဧကန္နလူရှိနေပြီတောင်ဆက်မှာမင်းတွေ့ခဲ့တဲ့ခြေဟာအဲ့ဒီလူခြေဟာများလားမှမသိဘူးကိုနန္ဒာပြောသည်သူတို့နှစ်ယောက်သည်ရှေ့ကိုသာလှမ်းကြည့်ရင်ရှောက်ခဲ့ကြသည်ရှေ့တွင်တကိုင်းခုတ်ကြံရစ်ခဲ့သလိုဟု
တိကျင်သောအာချီနေကြသည်မျက်စိများကလည်းဝဲရာကိုကြည်လာကြသည်ခွေးကနေမြည်နေသောအတန်နှင့်အတူတောက်ခနဲမြည်တံတစ်ခုကြားလိုက်ရသည်တန်ချောင်းကကိုနန္ဒာကိုအလိုလျောက်ဘေးသို့တွန်းပစ်လိုက်ပြီးအတန်လာရာသို့လှမ်းကြည့်လိုက်သည်သူတို့နားကတစ်ပင်ပင်စီတွင်ဓာတ်တစ်ချောင်းတန်လန်းဆိုင်နေသည်ဓာတ်ဂျပန်တရှိတန်ချောင်းကကိုနန္ဒာကိုတွန်းပစ်လိုက်မိတဲ့တာဒီဓာတ်သည်ကိုနန္ဒာ၏ကြောကိုမဆိုင်မိခြင်းဖြစ်သည်သို့မဟုတ်လည်းကိုနန္ဒာကြောတွင်ဓာတ်တန်လန်းဆိုင်ပြီးသားဖြစ်နေလိမ့်မည်တန်ချောင်းသည်ဓာတ်ကိုစက္ကနဲဆွဲနှုတ်ပြီးကိုနန္ဒာကိုဆွဲခေါ်ကာတစ်ပင်နောက်သို့ဝင်ကပ်လိုက်သည်သူတို့ဘက်ရှိရန်သူကဓာတ်နှင့်လှမ်းပေါက်လိုက်ခြင်းဖြစ်သည်ရန်သူသည်တစ်ပင်နောက်ကလောခြုံနေရလောကြောက်ကမ်းမကြီးကတခုနောက်ကလောတန်ချောင်းနှင့်ကိုနန္ဒာသည်ကြီးကန်းသောမောင်မျက်လုံးများဖြင့်ရန်သူကိုရှာသည်နောက်ထပ်လာပြီးရန်သူ၏ထိုးနှက်ချက်ကိုစောင့်သည်ရန်သူကိုမမြင်ရနောက်ထပ်လည်းရန်သူထံမှထိုးနှက်ချက်မလားတို့ရာတွင်သူတို့နှစ်ဦးစလုံးတုတ်တုတ်မြမလုပ်ဘဲတစ်ပင်ကိုကွဲကာဘေးဘက်လေကိုရှာကြည့်ကြသည်ဘာကိုမျှမမြင်ရဘာတန်မျှလည်းမကြားရတိတ်ဆိတ်နေသည်တန်ချောင်းကဓာတ်ကိုစကြည့်ဓာတ်ကတမဏီဓာတ်ချိန်စာကောင်းသည်ဟာတို့တိတ်ဆိတ်လျက်ရှိစဉ်ရည်တန်ကြီးတစ်ခုကိုကြားလိုက်ရသဖြင့်နေအောင်လုံးစက္ကနဲတုံကလန့်သွားကြသည်ရည်တန်ကြီးက6ကပ်ကွဲအပ်နေသောကြောက်မက်ဖွယ်ရည်တန်ကြီးဖြစ်သည်တတော်လုံးကိုပဲ့တင်ထပ်သွားသည်ပဲ့တင်တန်သည်တော်တော်နှင့်မပြောက်လူ4-5ယောက်လောက်တယောက်ပြီးတယောက်ဆက်၍ရဲနေသလိုအတန်ဆက်နေသည်သူတို့နှစ်ယောက်သည်ရဲတန်ဘယ်ကလာသည်ကိုမမှန်းတတ်ကြောက်ကမ်းမနောက်ကလောခြုံနေရလောတစ်ပင်နောက်ွယ်ရလောတရေဟာတရေကွာတရေအတန်ကထပ်ပေါ်လာသည်ဟိုမှာအတန်လာရသို့တန်ချောင်းကပြသည်ဒီတော့မှကိုနန္ဒာကြည့်သည်ကြောက်ကမ်းမအကွယ်ရလည်းမဟုတ်တစ်ပင်အကွယ်ရလည်းမဟုတ်ခြုံနေရလည်းမဟုတ်သူတို့နှင့်မျက်နှာချင်းဆိုင်ဝါတရက်လောက်ဂွေးပင်ကြီးပေါ်တွင်တရဝါတစ်ခုမြင်လိုက်ရသည်တရဝါသည်ဂွေးပင်ကွာကြားတွင်စောင့်ဆောင်ကြီးထိုင်လျက်ရှိသည်ကိုနန္ဒာသည်သူ့မျက်လုံးများကိုသူမမြင်နိုင်အောင်ဖြစ်မိသည်ထိုတရဝါ၏သပင်များသည်ကုတ်ပေါ်တွင်ဝဲကြနေသည်ခေါင်းတွင်ပန်းပွင့်နီနီရဲရဲတွေဖြူဖြူတွေကိုအပြည့်ပန်ထားသည်ထိုပန်းများမှာစီမီတောက်ပွင့်များဖြစ်သည်ပန်းပွင့်ဖြူဖြူများမှာစက်တွားဖူးပန်းများဖြစ်သည်အဝတ်စားတွေကစုပ်ပြတ်နေသည်ထိုတရဝါ၏မြတ်သားမှာဖြူပွေးခြင်းမရှိဝါထိန်နေသည်ဝါထိန်လျက်ရှိသောမြတ်သားများထဲမှမျက်လုံးပြူးကြီးများကိုပြူးကာသူတို့ကိုလက်ညှိုးထိုး၍အောနေသည်တရေထိုတရဝါသည်လက်ထဲတွင်ရှိသည့်ပစ္စည်းများဖြင့်သူတို့ကိုလှမ်းပစ်ပြန်သည်ခွေးသည်3-4လုံးသည်သူတို့အနားသို့တဖုတ်ဖုတ်ကျလာသည်တန်ချောင်းကအံကိုကြိတ်ခါဓာတ်ဖြင့်လှမ်းပစ်ရင်ပြင်လိုက်သည်ဟေ့တန်ချောင်းကိုနန္ဒာကတန်ချောင်းလက်ကိုလှမ်းဆွဲသည်ဟေးရဲမြင့်ငါလေစိုးထွန်းဟေးရဲမြင့်ကိုနန္ဒာကတစ်ဆက်တည်းအော်သည်ဒီရောမှတန်ချောင်းကဓာတ်ဖြင့်လှမ်းပစ်ရင်ချိန်ထားသည့်လက်ကိုရုပ်ကာထိုတရဝါကိုမျက်ခြေမပြတ်ကဲခတ်နေသည်ဟေးရဲမြင့်စိုးထွန်းထိုတရဝါသည်ဘာမှမပြောဘဲသူတို့နှစ်ယောက်ကိုကြောင်ကြီးကြည့်နေသည်အတန်ကြာမှသေးကွေးကြုံလီလာသောလက်မောင်းကိုဆန့်ကာလက်ညှိုးတန်ကြီးထိုးပြီးအော်ပြန်သည်တရေထိုတရဝါကတစ်ပင်ကွာကြားမှအထက်သို့တက်ရန်ပြင်လိုက်သည်ဟေးရဲမြင့်တရေမဟုတ်ပါကွာတို့ပါစိုးထွန်းကိုနန္ဒာအော်ပြန်သည်ဒီတော့မှရဲမြင့်သည်တစ်ပင်ထိပ်သို့တက်ရန်ပြင်နေရမှသူတို့ကိုငုံကြည့်ပြီးတန့်နေသည်မင်းတယောက်ထေလားဆင်းခဲ့ပါတို့ပါရဲမြင့်ထံမှနောက်ထပ်လက်နက်ရှိရန်မတူတော့ရဲမြင့်သည်ဘောင်းဘီအိတ်ထဲမှဂွေးသီးများကိုသူတို့စီတို့ပြစ်ချပေးသည်တို့ရာတွင်မစင်းလာသေးသူတို့ကိုမျက်လုံးကြီးပြူးပြီးကြည့်နေသည်ရဲမြင့်၏သပင်နှင့်ခေါင်းတွင်ပန်းများပြုတ်သိပ်ပန်ထားပုံမှာအမေရိကန်မဂဇင်းများတွင်တွေ့ရတတ်သောတကယ်ဟစ်ပီမျိုးဖြစ်နေသည်ရဲမြင့်ကိုမြင်တော့မှရဲမြင့်တယောက်တစ်ပင်ကိုဓာတ်နှင့်ပေါက်ကစားတတ်သည်ကိုနန္ဒာအမှတ်ရသည်စိုးထွန်းဘယ်ကစိုးထွန်းလဲရဲမြင့်ကသူတို့ကိုမှတ်မိရန်မတူရန်ကုန်ကစိုးထွန်းလေမင်းနဲ့အတူလာလေဒီတော့မှရဲမြင့်သည်တတိယသွားဟန်ဖြင့်အဟီးကိုတစ်ချက်ရဲလိုက်သည်တန်ချောင်းကမူရဲမြင့်ကိုသာကဲခတ်နေသည်ရဲမြင့်လက်တွင်လက်နက်ရှိသေးလည်းရင်သူတို့ခံရပြီနိုင်ပြီတို့မြန်မာနိုင်ပြီရဲမြင့်သည်မာရီကဘောလုံးအောင်ပွဲသချင်းကိုကောက်ဆုပ်လိုက်သည်အခုကောင်ယူသွားပြီထင်တယ်တန်ချောင်းကကိုနန္ဒာကိုကြည့်ပြီးပြောသည်ကိုနန္ဒာသည်ရဲလာကဝေးပင်ချေရင်ကနေပြီးရဲမြင့်ကိုအော်သည်အတော်ကြာခေါ်တော့မှရဲမြင့်ဆင်းလာပြီးသူတို့နှစ်ယောက်ကိုပြူးကြောင်ကြည့်နေသည်ထို့နောက်ဘာပြောညာမပြောတ
တန်ချောင်းလက်ကဓာတ်ကိုလူလိုက်သည်ဓာတ်ကဂျပန်တရှိဖြစ်သည်ရဲမြင့်သည်ဂျပန်ဓာတ်ကိုဘယ်ကရလာသည်မသိတန်ချောင်းကတတိထားသူဖြစ်၍နောက်သို့ဆုတ်လိုက်သည်